မတရားသဖြင့်လုပ် မတရားသဖြင့်အဲ့လူတွေကိုတတ်ရလို့ရှိရင်လည်းမတရားကိုတတ်ချင်တာ ပြင်မြေရွာဟာစစ်တပ်လက်ချက်နဲ့အခုတော့မီးလောင်ပြင်ပြပုံတိဖြစ်သွားခဲ့ပါတယ်စင်မြေရွာစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမုံရွာမြို့နဲ့12မိုင်လောက်ဝေးတဲ့ချောင်းနယ်ထဲမှာရှိပါတယ်။အာဏာသိမ်းစစ်တပ်နဲ့လက်အောက်ခံပူစောတိပူပေါင်းတပ်တွေကအင်အား200နီးပါးနဲ့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကစက2ရက်ကြာစီးနင်းတပ်ဆွဲပြီးအရတားနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ကြတာပါ။စစ်တပ်လက်ချက်ကြောင့်စင်မြေရွာကအင်ဂျင်နီယာကျော်ပြာကျပျက်စီးခဲ့ပြီးအညာသူအညာသားပြည်သူတွေရဲ့ပြင်ပန်းရှာဖွေစုဆောင်းထားသမျှဟာတခဏတာအတွင်းမှာပျက်စီးသွားခဲ့ရပါတယ်။ ပေါင်းစုံမှုတွေအားလည်းခုံနောင်းတွေရောဘာမှဝစ်စားတွေရောဘာမှကိုမရှိဘူးအကုန်လုံးအိမ်လေးဆောင်တော့ကိုလုံးဘာမှမရှိတာပါနော်ဟုတ်တယ် မတရားသဖြင့်လုပ် မတရားသဖြင့်အဲ့လူတွေကိုတတ်ရလို့ရှိရင်လည်းမတရားကိုတတ်ချင်တာ ရေပြင်တပ်တွေရဲ့ပြောပြချက်အရစစ်တပ်ဟာရွာထဲကိုမစီးနှင်းခင်မှာချောင်းမြို့တွေမှာခြေချထားတဲ့စခန်းကနေလက်နက်ကြီးအချက်ရည်100ကျော်ပစ်ခတ်ခဲ့ပါတယ်။လက်ရကြစင်မီယာမှာတက်ဆွဲပြီးမှတော့ရွာကိုမီးရှို့ဖျက်ဆီးခဲ့ုံနဲ့မကပြည်သူတွေရဲ့တံမိုးကြီးပစ္စည်းတွေကိုပါ7ဘင်းကား10စီးနဲ့စနစ်ကျထုတ်ယူတည်ဆောင်သွားခဲ့ကြတယ်လို့စင်မီယာသားတွေကပြောပါတယ်။ချောင်းတွေမှာစစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကိုခံရတာစင်မြင်တရားနဲ့မကပဲငါးလုံးတင်ရွာပန်ချိုရွာစတာတွေကလည်းအင်ဂျီ10ခန်းဝန်းကျင်ကြီးမီးရှို့ခံခဲ့ရပါတယ်။ဒီဒေသကိုစစ်တပ်ဝင်လာခြင်းမှာဒေသခံတွေဟာလေယာသုံးပစ္စည်းတွေအိမ်သုံးဆောင်ပစ္စည်းတွေကိုတော့မယူနိုင်ပဲရဘက်မောင်းနဲ့မဲမဲမိုးထဲမှာကိုလွန်ရုံပြေးခဲ့ရတယ်လို့စင်မြောက်ကန်ဒေါက်ခင်ဝင်းကမြန်မာနောင်ကိုပြောပြပါဗျ။ ရွာတဲ့ဆိုင်ကယ်စီးပတ်ပြီးတော့စုတ်သွားတာခွေးတွေကိုလူယုံပြရတာဟာခေါလို့ပုံလေးနဲ့ပဲပြေးရတာအင်းကြီးဝစ်စားတောင်မပါဘူးအကားရှိစီဝင်လာပြီးဆိုဟာညာကြီးထွက်ပြေးရတာအဲ့ကြတဲ့မိုးကရွာတွေဒုက္ခတွေပါနေလို့ရဘူး နှစ်ပေါင်း200ကျော်တက်တန်းရှိပြီးတော့ချောင်းတစ်နယ်လုံးရဲ့ကိုးကွယ်ရာအထွတ်အမြတ်ဖြစ်တဲ့မိဖုရားဆင်းလူတော်ကြီးပါမီးလောင်ပြာကျခဲ့ရတာကလည်းစင်မြင်ရွာသားတွေအတွက်တပူပေါ်တပူဆင့်ပြီးတော့စိတ်မကောင်းဖြစ်နေကြရပါတယ်။ဘဝတစ်သက်တာလုံးချွေးနေစာရှာဖွေစုဆောင်းခဲ့ရတဲ့လူမှုစီးပွားဘဝတစ်ခုလုံးသာမကပဲကိုးကွယ်ယုံကြည်ရာတာသနိကအဆောက်အအုံတွေပါဖျက်ဆီးခံလိုက်ရတာကစင်မြင်ရွာသားတွေအတွက်တော့မြစ်ကနေဆွဲနှုတ်ဖျက်ဆီးခံလိုက်ရသလိုပါ